လူတိုင်းမှာငယ်လေးကလေးကအိမ်မက်တွေဆိုတာရှိတတ်ကြပါတယ်လူသားတွေကလူသားတော့ဖြစ်တဲ့ကားဆိုတဲ့ဒီကောင်လေးစီမှာလည်းစွမ်းစားကန့်ထွက်မယ်ဆိုတဲ့အိမ်မက်တစ်ခုရှိပါတယ်အိမ်မက်ရှိတဲ့လူတိုင်းကသူတို့အိမ်မက်ကိုပိုင်ဆိုင်ထားတဲ့လူတွေကိုအမြဲတမ်းနဲ့တက်လက်ရှိပြီး idol ဖြစ်သတ်မှတ်ထားတတ်ကြပါတယ်ကားစီမှာလည်းအရန်သဘောကျရတဲ့ idol တစ်ယောက်ရှိပါတယ်အဲ့လူကတော့ချာမန်ဖြစ်ပြီးသူခေတ်သူခါတုန်းကနာမည်ကြီးစွမ်းစားလေးရာလူတစ်ယောက်ဖြစ်ပါတယ်ချာမန်ကစွမ်းစားချင်းအားမက်လို့အမည်ရတဲ့လေသင်မောကြီးရဲ့တနည်းလောက်စွမ်းစားကန့်ထွက်ပြီးဘယ်သူမှမရဘူးမြင်ဘူးရဲ့တောင်အာဖရိကနေရာတစ်ခုရောက်ခဲ့ပါတယ်အဲ့ဒီမှာသိပ္ပံပညာရှင်တွေနောက်မြင်ဘူးသေးရဲ့အပင်တွေတသက်ဝါတွေရှိနေပြီးချာမန်ကလူတွေသဘောကျမဲ့ခြင်းနဲ့တသက်ဝါရိုးစုတစ်ခုကိုယူလာခဲ့ပါတယ်အဲ့ဒီရိုးစုကခြေထောက်ရော်လက်ပြီးရောပါရှိပြီးတောင်ပန်တိုလေးပါလည်းငှက်တဲ့ခေါင်းနဲ့အလားတန်တူပါတယ်ဒါပေမဲ့လည်းအဲ့ဒီတသက်ဝါအပြင်မှာတကယ်မရှိနိုင်ဘူးလို့သိပ္ပံပညာရှင်တွေကသုံးသပ်လိုက်ပါတယ်အဲ့ဒါကြောင့်ချာမန်ကလူတွေကိုလည်းချပရတယ်လို့ဆွဆွဲခံရအောင်နေမကပဲစွန့်စားရေးဖွဲရနေတဲ့ယာလူပြုတ်ခဲ့ရပါတယ်အဆက်ကွဲခဲ့ရတဲ့ချာတူတူခဲ့တဲ့အဲ့ဒီတသက်ဝါကိုအားလုံးရှိကိုအရှင်လက်လက်ယူဆောင်လာပြမယ်ဆိုပြီးဂတိပေးရသူ့လေသင်္ဘောကြီးနဲ့ပဲထွက်ခွာသွားခဲ့ပါတယ်ကားချားရဲ့လက်တော်စကားဖြစ်တဲ့စွန့်စားဖို့အတွက်အပြင်ထွက်ကြည့်ပါဆိုတဲ့စကားကအမြဲတမ်းအပြင်ထွက်စိတ်ကူးရင်ပြီးစော့ကစားလေးရှိပါတယ်ကားစီမှာသူနဲ့တက်တူရွယ်တူအိမ်မက်လည်းတူတဲ့အဲလီဆိုရဲ့တငယ်ချင်းမကြီးလည်းရှိပါတယ်သူမအိမ်ထုတ်ကြီးကိုဒေသင်းမောလုပ်ပြီးတနေကုန်မောင်းနေတာကအခုမှလာတဲ့ကားကိုလည်းစူးတစိမ့်အနေနဲ့အချိုပင်လင်းဖုံးလေးတစ်ခုကိုရင်းထုတ်လုပ်ပေးထားပါတယ်ချော်တေးလိုက်ပြီးအစောမတ်တဲ့အဲလီနဲ့သွားကစားလိုက်ကားခြေကျိုးလက်ကျိုးနဲ့အိမ်ပြန်လာလေးရှိပါတယ်တညတော့အဲလီကကားအိမ်ကိုရောက်လာပြီးသူ့ရဲ့လိုဝက်စွန်စားကန်စာအုပ်ကိုထုတ်ပြလာပါတယ်အဲလီကလည်းချာမန်ကိုသဘောကျသူဖြစ်ပြီးချားချရွေးခဲ့တဲ့ဒိမရေတကောတောင်ဆောင်မှာသူအမြဲဆုံးနေကြဖြစ်တဲ့အိမ်ကိုရွှေ့သွားမယ့်အကြောင်းပြောပြပါတယ်ရေတကွန်စီဘလို့သွားရမလဲမသိပေမဲ့သွားရင်ကြုံတွေ့ရမှာတွေကိုအမှတ်တရအဖြစ်သိမ်းတာကိုသူ့ရဲ့စွန်စားကန်စာအုပ်မှာလည်းနေရာလွတ်တင်ချန်ထားပါတယ်လေသင်းမောနဲ့သွားရင်တော့ရရမလို့သူ့ကိုတနေ့ကျရင်အရောက်ပို့ပေးဖို့ကားစီကနေဂတိတောင်းတော့ကားလည်းဂတိပေးထားခဲ့ပါတယ်ကားကဖက်ဖက်လက်လက်နဲ့ကောင်မလေးတယောက်ကိုအဲ့ဒီကြီးကသဘောကျခဲ့တာဖြစ်ပြီးပညာစုံလုံးအေးရောက်တော့အဲလီနဲ့ပဲလက်ထားလိုက်ပါတယ်အဲလီသွားဆောင်နေကြအိမ်ပြက်ကြီးကိုလည်းဝယ်ပြီးနှစ်ယောက်သားအတူတူအချိန်လေးကိုအလားစဉ်ပြပင်လိုက်ကြပါတယ်ဘဝကြီးကိုနှစ်ယောက်တက်ကပါပဲလှလှပါပါဖြစ်တဲ့ရင်ကလေးတယောက်လိုချင်လာခဲ့ပါတယ်ဒါပေမဲ့အဲလီကကလေးမရနိုင်တော့ဘူးသူတို့ရဲ့ငငယ်တဲ့အိမ်မဖြစ်တဲ့ဒိမရေတကွန်စီက6ကမ်းပါကိုအိမ်ရွှေ့သွားမယ့်အိမ်မက်ကိုပဲအကောင့်ထဲပေါ်ပါတယ်ကားကမိုးပဲပူပေါင်းရောက်ပြီးအဲလီကတော့ကင်းတော့ဆရာမလောက်ကအိမ်မက်တွေတက်ပတ်သက်သူကြပါတယ်ဒါမဲ့လည်းကံကြမ္မာရိုက်ခတ်မှုတွေကြောင့်အိမ်မက်စီသွားမဲ့လမ်းကအလွယ်လွယ်ချော်ချော်တွေဖြစ်နေခဲ့ရပြီးနှစ်ယောက်စလုံးအသက်တွေပင်ကြီးလွတ်လာခဲ့ပါတယ်ကားကလေသင်းမောနဲ့အိမ်ကိုရွှေ့သွားလို့မရနိုင်တဲ့ဆိုလေရင်နဲ့ပဲအဲ့ညောက်သွားဖို့လက်မှတ်တွေဖြတ်လာပေမဲ့အဲလီကတော့မသွားနိုင်တော့ပါဘူးအသက်ကြီးလို့ယောဂတွေလည်းရနေဖြစ်ပြီးအဲ့ရလည်းပုံလဲနေခဲ့ရပါတယ်ဒီလုံးနဲ့တနေ့တော့လူသားတိုင်းမချနိုင်တဲ့တေရှင်တရားနောက်ကိုအဲလီကကားအောက်ထားခဲ့ပြီးလိုက်သွားပါတယ်အဲလီမရှိတော့တဲ့နောက်ပိုင်းတယောက်တည်းအထီးကျန်လာတဲ့အဖိုးကြီးကသူ့ရဲ့တရက်တာကိုရိုးရိုးရှင်းရှင်းလေးပဲဖက်တမ်းနေပါတယ်ခေတ်တွေလည်းအလီလီပြောင်းလာခဲ့ပြီဖြစ်လို့အဖိုးကြီးကားအိမ်ရတယ်လို့ဘေးပတ်ဝန်းကျင်တွေမှာတိုက်မကြီးတီးဆောင်နေပါတယ်တိုင်းမင်းဆောင်ရဲ့လုပ်ငန်းရှင်တွေကကားရဲ့အိမ်ဝင်တစ်ကွက်ကိုဈေးနှဆပေးဝေးနေပေမဲ့ကားကတော့အဖိုးကြီးဆိုတဲ့အတိုင်းသေမရောက်မိမှာဖြစ်ပါတယ်အဲဒီကိစ္စနဲ့ပတ်သက်ပြီးလုံငန်းကလူတွေနဲ့အမြဲစကားချစ်တွေဖြစ်နေလေရှိပါတယ်တနေ့မှာတော့အဖိုးကြီးကားအိမ်ကိုဝဝတုတ်နဲ့စကြောတက်ကောင်လေးတယောက်ရောက်လာပါတယ်ကောင်းလေးကသူ့ကိုယ်သူရက်ဆဲလို့မိတ်ဆက်ပြီးတဘာစူဇန်လေးလာသူတယောက်ဖြစ်ကြောင်းပြောပြပါတယ်နောက်တော့ကင်းထောက်တယောက်ဖြစ်တဲ့သူကစူတစိတ်တူတွေအထက်ထက်ရတာပြီးတက်ကျူးရဲ့ကိုကူညီဆောင်ရှောက်ရမယ်စူတစိတ်ရမှာအကြီးတန်းကင်းထောက်ဖြစ်လာမှာဖြစ်ပါတယ်တယောက်ထဲနိုင်ပိုင်းနေကျင်တဲ့ဖိုးကြီးကရက်ဆဲကိုမောင်းထုတ်ခဲ့ပြီးမှထွက်မသွားဘူးဆိုတော့တီလို့တကယ်မရှိရဲ့စနိုက်ဆိုတဲ့ငတ်ကိုရှာခံလိုက်ပါတယ်နောက်တော့အိမ်ရှိမှလှုပ်နေတဲ့ဆောက်လောက်ရည်လောက်သားတရားကြောင့်ကားလို့လင်မယားရဲ့အမတ်တရားဖြစ်တဲ့စားလိုက်ပုံလေးကပျက်စီးသွားပါတယ်အလောက်သမားလေးကသူပြေပေးမဲ့ပြောပေမဲ့အဖိုးကြီးကဒေါ်ကြီးမော်ကြီးဂျိုင်းထောင်းနဲ့နှစ်ဖူးရချလိုက်တော့နှစ်ဖူးကွဲသွားပါတယ်အဲ့ဒါကြောင့်ကားအိမ်လိုချင်တဲ့လုပ်ငန်းရှင်ကအခွင့်အရေးရလာပြီးအဲ့ဒီကိစ္စလေးနဲ့တရားရုံးထိပါရောက်သွားပါတယ်လောကကြီးရဲ့သဘောတိုင်းငွေများတရားပါမလို့အဖိုးကြီးကားလည်းအိမ်ကိုရောင်းရပြီးရိတ်တာဝင်ရဖို့ကံကြမ္မာအကြောင်းဖန်လာပါတယ်အဲ့ဒါကြောင့်မနေ့ခင်တစ်ခုမှရိတ်တာကားလာခေါ်ခဲ့ပေမဲ့အဖိုးကြီးကဘယ်သူမှမထင်မှတ်ထားတာတကူကိုလောက်လိုက်ပါတယ်အဲ့ဒါကတော့ထောင်ပေါင်းကြီးရဲ့မိုးပန်းပူပေါင်းတွေကိုအိမ်နဲ့တွဲချီလာပြီးပူပေါင်းတွေကိုလွတ်လိုက်ပါတယ်ကားကသူ့ရဲ့တစ်ခုတည်းပိုင်ဆိုင်မှုဖြစ်တဲ့သူ့ရဲ့အိမ်လေးကိုလေးဝပြသေးပြီးဒီမျိုးကနေထွက်သွားပါတယ်သူနဲ့တမန်လုံးကသူ့မိမအဲလီရဲ့အိမ်မက်အတွက်ကားကသူ့ရဲ့ပထမဆုံးခြေလက်ကိုစားလိုင်းခဲ့ပြီးဖြစ်ပြီးနေပရေတကောစီခီးနေလာပါတယ်အေးစစ်လေးခီးနေလာပေမဲ့ဒီဘဝအိမ်ကိုတရားကတခါလာခေါ်ပါတယ်အဲ့လူကတော့ချားလူမဟုတ်ပဲရက်ဆဲပဲဖြစ်ပြီးကားစီအထက်ဝင်ခွင့်တောင်းပါတယ်အိမ်ပြန်ပို့မရတဲ့အစုံရက်ဆဲကိုခေါ်လာခဲ့လိုက်ပြီးသွားပြရှိတာကိုဆက်လက်ခီးနေလာပါတယ်ကန်ဆိုးချင်တော့ကားရဲ့အိမ်ပြန်ကြီးကမှုန်လိုက်တစ်ခုနဲ့တက်တက်တိုးပြီးကားလည်းရှောင်မှုကြိုးစားပေမဲ့ပြင်းထန်လာတဲ့မှုန်လိုက်နဲ့ငါးပါးမောက်ခဲ့ရပါတယ်ဟိုရင်းလိုက်ဒီရင်းလိုက်ဖြစ်နေကြရတယ်ကားကတော့သူ့ရဲ့မတ်တက်ပစ္စည်းလေးတွေကိုမပြတ်စီအောင်စူးစမ်းလိုက်သိနေပြီးမနှက်ရောက်သွားပါတယ်ပင်မလုံးလုံးအိပ်ပျော်နေတဲ့အဖိုးကြီးကနိုးလာတော့တိမ်တောင်နေရဲ့ပေါ်ရောက်နေပြီးဘယ်ရောက်လို့ပဲပေါက်နေမှစဉ်းစားမရဖြစ်နေပါတယ်ရက်ဆဲစီမှာ GPS အသေးလေးတစ်ခုပါပဲမဲ့တော်လဲလုံးမိလို့အိမ်ပေါ်နေပြုတ်ကျသွားပါတယ်ကားလည်းဘယ်ရောက်နေမှန်းသိရဖို့ဘူပေါင်းတွေကိုရှော့ပြီးတိမ်တယောက်ဆင်ကြည့်ပါတယ်ဒါမဲ့လည်းမြူတွေပြည့်နေပြီးထိုးထိုးတောင်ကြောက်တောင်နေတဲ့ကြားရောက်နေလို့အိမ်ဟာကြောက်တောင်နေတဲ့အတိုင်းမိပြီးကားလည်းအောက်ပုတ်ကျသွားပါတယ်ကားကပြန်တက်နေတဲ့အိမ်ကိုရေဘက်ကနေပြန်လိုက်ဆွဲလာပြီးသူတို့ဘယ်ရောက်နေလဲစူးစမ်းနေပါတယ်လေပြင်းရင်တိုက်လို့အိမ်ကိုစူးစမ်းဆွဲထားပြီးလေငိန်လို့မြူရှင်သွားတော့သူ့ရဲ့အိမ်မဖြစ်တဲ့နေဘက်ရေတကွန်ရှိတဲ့ဒေတာရောက်နေအောင်ပြီးလိုက်ပါတယ်ဘဲကြီးကြီးလှပနေတဲ့ဒီဒေတာကသူတွေးဘူးရတဲ့အများကြီးပုံနေပြီးရေတကွန်ဘေးကကမ်းပါစီသွားဖို့အိမ်ပေါ်ပြန်တက်ဖို့လုပ်ပါတယ်ဒါမဲ့လည်းဘဝီကလေးလေးနဲ့စံပြူဖိုးကြီးမလို့ရေပိုက်ကိုတွဲခိုပြီးတက်ဖို့မဖြစ်နိုင်ဘူးဖြစ်နေပါတယ်အဲဒါကြောင့်ဟိုဘက်ကန်တွေအိမ်ကိုလာလျှောက်ဆွဲသွားဖို့ဖြစ်လာပါတယ်အဲ့ဒီချိန်တော်ထဲမှာခွေးသုံးကောင်ကခြေထောက်ရှည်လဲပေးရှည်နဲ့ငှက်တကောင်စူးစမ်းလိုက်ဖန်နေပါတယ်
အဖိုးကြီးရဲ့နှစ်ချက်ကတန်ကြောင့်ခွေးရဆမ်းလိုက်တော့ပဲရက်ဆဲကလည်းဝှက်ရှော့ဖို့တော်တော်ဝင်လာပါတယ်ဝှက်ရှော့အပြီးမှာတော့ရက်ဆဲကကြက်ချီယာကြီးကြီးကိုတွေ့ရတယ်ဘာလဲစူးစမ်းနေရင်ချောကလက်တွေထုတ်စားနေပါတယ်အဲ့အချိန်မှာပဲငှက်ကြီးတစ်ကောင်ရက်ဆဲစီကနေချောကလက်ကိုလာလူစားနေရင်သဘောကောင်းတဲ့ကလေးနဲ့ခင်မင်သွားပါတယ်ရက်ဆဲကငှက်ကြီးကိုကယ်ဗင်လို့နာမည်ပေးထားပြီးကယ်ဗင်ကလည်းရက်ဆဲလိုပဲငမွေလုံးလို့အဖိုးကြီးကတော့စိတ်လေးနေပါတယ်ရက်ဆဲကကယ်ဗင်ကိုခေါ်လာချိန်မှာအဖိုးကြီးကခွင့်မပြုအောင်လို့ခိုးပြီးလိုက်လာပေးပါတယ်လူနဲ့ပဲခီးဆက်လာရင်လက်တဲ့နေရာရောက်မှာတော့မြူရီအုပ်ဆိုင်တဲ့ကြားမှာဓာတ်ဆိုရခွေးတစ်ကောင်လည်းတိုးပါတယ်လူတန်ကြားတော့လိုက်ရှာနေပြီးလူမရှိပဲခွေးပဲရှိနေလို့စဉ်းစားခက်နေချိန်ခွေးရလူစကားထားပြောပါတယ်တကယ်တော့ဓာတ်ဟာချားရဲထောက်လိုင်းခွေးတစ်ကောင်ဖြစ်ပြီးလေဘင်းကချားလောက်ပြီးတဲ့ဘာသာပဲလေဘက်ကြောင့်ဓာတ်ဟာလူစကားပြောနိုင်နေရဖြစ်ပါတယ်ဓာတ်ဟာကားတို့နှုတ်ဆက်စကားပြောနေချိန်မှာပဲကယ်ဗင်ကဓာတ်ကိုဝင်တိုက်ခိုက်ပါတယ်ရက်စက်ကတော့ထူးဆန်းနိုင်ငံနဲ့စကားပြောတဲ့ခွေးသဘောတွေကြားနေပြီးခေါ်သွားခြင်းနေပေမဲ့အဖိုးကြီးကတော့အာယုံနောက်မခံခြင်းဖြစ်နေပါတယ်တစ်ဖက်မှာလည်းကယ်ဗင်ကိုလိုက်ဖိုင်းနေကြတဲ့ချားရဲတိုက်ခိုက်ရေးခွေးသုံးကဓာတ်ကိုလောင်ပြောင်းနေပြီးဓာတ်ရဲ့လေဘင်းကကင်မရာကနေကယ်ဗင်တို့ကိုမိထားအောင်သိသွားပါတယ်အဲ့ဒီလေဘက်ကြောင့်ပဲတီနီယာရောသိသွားပြီးနောက်ကလိုက်လာပါတယ်ဓာတ်ဟာခွေးလေးမှတစ်ကောင်ဖြစ်ပြီးကားကိုတခင်တော်ချင်နေတာဖြစ်ပါတယ်ငကိုကလေးကရက်ဆဲနဲ့နေစိတ်လီနဲ့ကလေးသုံးယောက်ထိန်းရလို့ဖြစ်နေလို့မခံနိုင်တဲ့အဆုံးပောက်ကွဲပါတယ်ဓာတ်ဟာခွေးတစ်ကောင်ဖြစ်လို့ကားရဲ့တောင်မွေကဘောလုံးကိုယူမှုသဘောကျပါတယ်ကားလည်းဘောလုံးကိုသုံးပြီးဓာတ်ကိုကယ်ဗင်ကိုပါခြေရဖောက်ပြီးပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့လည်းအဆုံးမှာပြန်ဆောင်သွားပြီးညရောက်သွားပါတယ်မိုးရီတဲကြီးမဲ့ကြီးကနေပြီးနေပေါ်ပြန်နေတဲ့အိမ်ရဲ့အောက်မှာပဲမိဖို့လေးဖို့မိုးလေးခုတ်ပြီးနေကြရင်ဟိုဘက်ဒီဘက်ပြောနေကြပါတယ်ရက်ဆဲကမိသားစုပြိုကွဲနေတဲ့အိမ်ကဖြစ်ကြောင်းသိခဲ့ရပြီးကားကရက်ဆဲကိုကြီးယူနာတတ်နေပြီးပါတယ်အဲ့ခါနီးမှာတော့ဓာတ်ဟာကယ်ဗင်ကိုဖမ်းခေါ်သွားခြင်းနေရမလို့ကယ်ဗင်ကိုကာကွယ်ပေးဖို့ဂတိတောင်းရရက်ဆဲကတရေတမောအိပ်ပျော်သွားခဲ့ပါတယ်တတဆဆမဲ့ရက်ဆဲရဲ့ဂတိတောင်းနေရအဲလီရဲ့ဂတိတောင်းနေတဲ့ဆင်နေရမလို့ကားလည်းသူ့မိမကိုလွမ်းရင်းစင်တညက်တာကိုဖျက်ဆီးလိုက်ပါတယ်လူနဲ့မနဲ့လင်းတော့ဘူပေါင်းအကျူကလေရော့နေပြီဖြစ်လို့ကားကသူ့သွားခြင်းတဲ့နေရာကိုမြင်မြန်သွားဖို့လုပ်နေပါတယ်ကယ်ဗင်ကတော့ကားရဲ့အိမ်တွေကအဆာဆတွေကိုထုတ်စားနေပြီးတောထဲကသူ့အိမ်ကိုလမ်းအောင်နေပါတယ်အိမ်ကကလေးတွေအတွက်အစာကိုထုတ်သွားပြီးကားတို့ကိုနှုတ်ဆက်ကအိမ်ပြန်သွားတော့ရက်ဆဲကသူတို့ကိုကာကွယ်ပေးဖို့လိုချင်ပြနေပါတယ်ဒါမဲ့လည်းဘူပေါင်းတွေကလေရော့နေပြီလို့အိမ်ကိုအချိန်မီရွှေ့သွားမယ်ကခီးဆက်ဖို့လုပ်နေချိန်မှာပဲချားရဲ့ခွေးတွေရောက်လာပါတယ်ကယ်ဗင်ကိုဖမ်းဖို့လာတာဖြစ်ပေမဲ့ကယ်ဗင်မရှိရဆုံးအဖိုးကြီးနဲ့ဘုတ်ရီလေးကိုပဲသူတို့သခင်စီခေါ်သွားပါတယ်အဲ့ဒီခွေးရဲ့သခင်ကကားရဲ့အိုက်တော်ဖြစ်တဲ့ချားမန်းဖြစ်ပြီးကားကတော့အိုက်တော်နဲ့တွေ့ရလို့ပြောနေပါတယ်ချားကလည်းကားတို့ကိုအစားစားတိုက်ခိုက်မှုသူ့ရဲ့ကူတဲ့ကိုခေါ်လာခဲ့ပြီးအထဲမှာတော့ကားရန်သဘောကျတဲ့စွန်စားချင်းအမတ်ဆိုတဲ့လေသင်္ဘောကြီးကိုတွေ့ရလို့ပြောနေပါတယ်သင်္ဘောတွေရောက်တော့လေသူ့အိုက်တော်ရဲ့စွန်စားခန်းစုဆောင်မှုတွေရှာဖွေတွေ့ရှိမှုတွေကိုတငေးတမောကြည့်ရင်စားတော့ဆောင်နဲ့ရောက်လာပါတယ်သူနဲ့အထက်ရောက်တော့စကားသမီးပြောကြရင်ချားအခုချိန်ဒီသူရှာနေတဲ့အရာကိုမတွေ့သေးလို့ဒေါ်ရရိုက်ထွက်နေရကိုကားသိလိုက်ရပါတယ်လူရင်းတယောက်လို့တတ်မှတ်ခံလိုက်ရတဲ့ချာလောကကြီးကိုနာကြည့်ပြီးသူ့မှန်ကြောင်းပြဖို့အယိုးစုရဲ့တတ်တော်ကိုလိုက်မှမို့ဒီမှာနေလာခဲ့ရကားရဲ့တတ်တာရှိလာခဲ့ပြီဖြစ်ပါတယ်အယိုးစုကိုမြင်လာရတဲ့ရက်စဲကအယိုးစုကသူ့နဲ့ကြီးကဲဗင်နဲ့တူညာပြောလိုက်တော့သဘောမနှောကောင်းနေတဲ့ချာရုတ်တရက်ပြောင်းလဲသွားပါတယ်ချာအဲ့ဒီငှက်နဲ့ပတ်သက်ရင်နှဆိုးတော့ကောင်လို့ဖြစ်ပြီးလာရှာတဲ့လူတိုင်းကိုလည်းကိစ္စဖက်လိုက်လေ့ရှိပါတယ်အချင်းနေမကောင်းတော့တည့်ရကဒီကနေလည်းထွက်ဖို့ပြင်ဆင်နေပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ကကားရဲ့မိုးပြအိမ်ပေါ်မှာကယ်ဗင်ကိုတွေ့လိုက်ရတော့ချာကသူ့ခွေးနဲ့ကားတို့ကိုဖမ်းဆီးပါတယ်ဖိုးကြီးကားနဲ့ကလေးရက်စဲတို့ကလည်းမိုးပြအိမ်ကြီးကိုဆွဲပြီးခွေးတွေလက်ကနေအလူလဲပြေးနေရပါတယ်အဲ့ဒီချိန်အပြေးတန်တဲ့ကယ်ဗင်ကကားနဲ့ရက်စဲကိုသူ့ကြောပေါ်တင်ပြီးပြေးတော့ဓာတ်ကလည်းကယ်ဗင်တို့ကိုပြေးနိုင်အောင်လိုက်ကူညီပေးနေချပါတယ်တနေရာရောက်တော့ကယ်ဗင်ကခြေထောက်ခွေခိုက်တာခံလိုက်ရပြီးဒဏ်ရာရသွားပေမဲ့ခွေးတွေလက်ကနေပြေးလာနိုင်ခဲ့ပါတယ်အဖိုးကြီးကလေဘူးပေါင်းတွေရောနေပြီလို့ရေတကွန်စီကိုအမြတ်သွားဖို့လိုပေမဲ့လည်းခြေထောက်ဒဏ်ရာနဲ့ကယ်ဗင်ကိုအရင်အိမ်ပို့ပေးဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်တစ်ဖက်ကဒေါ်လာထွက်နေတဲ့ချာမန်ကဓာတ်ရဲ့လေစက်ကနေတီနီယာကိုပြရမလို့နောက်ကနေလိုက်လာနေပြီဖြစ်ပါတယ်ကယ်ဗင်ကိုအိမ်လိုက်ပို့နေကြတဲ့မြေဖိုးတွေကတော့စကားစမြည်ပြောနေကြရင်ရက်ဆဲကစားအုပ်ထဲမှာလွှဲပေမဲ့အပြင်မှာတလွဲတွေဖြစ်နေတဲ့လောကကြီးကိုစိတ်ညစ်ကြပတ်ပတ်နေပါတယ်လူနဲ့ပဲဟိုပြောဒီပြောနေခီးဆက်နေကယ်ဗင်ရဲ့အိမ်ရှိကိုရောက်လာပါတယ်အဲ့ဒီအချိန်မှာပဲနောက်ကလာရတဲ့ချာမန်ကလေသင်းမိုးကြီးနဲ့ရောက်လာကယ်ဗင်ကိုပိုက်ကွန်နဲ့ပြစ်ဖမ်းပါတယ်နောက်တော့ကားသက်မိုးလာတဲ့အိမ်လေးကိုမီးရှို့တော့ကယ်ဗင်ရှိနေတဲ့ပိုက်ကွန်ဖြတ်ပေးဖို့လုပ်နေတဲ့ကားဝှေ့ခွဲမြဖြစ်နေပါတယ်သူ့တဘွားသာအိမ်မဖြစ်တဲ့သူ့အိမ်လေးကိုပျက်စီးမခံနိုင်တယ်လို့အိမ်ကိုမီးငိမ့်ဖို့ပဲဆုံးဖြတ်ကကယ်ဗင်ကိုထားခဲ့လိုက်ပါတယ်ဒါကြောင့်ချာမန်ကကယ်ဗင်ကိုဖမ်းမိသွားပြီးကလေးရက်ဆဲကတော့ကားကိုစပြီးပြစ်တွေ့တင်ပါတယ်ကားကစိတ်တွေတိုးပြီးသူ့နောက်လိုက်ဖြစ်တဲ့ရက်ဆဲကိုတက်ကိုပါစုံကသူ့သွားတာရှိတာကိုဆက်လန်လာခဲ့ပါတယ်မီးကြောက်လေဘူးပေါင်းတွေပျက်စီးခဲ့ရပြီးအိမ်ရမြေကြီးနဲ့တရွတ်တိုက်ဆွဲနေပေမဲ့ကားကတော့သူ့ပန်းတိုင်းကိုမဲရအောင်လန်လာပါတယ်တိမ်လုံးရှုပ်ပွားနေတဲ့ပစ္စည်းတွေကြားကသူမိမရထိုင်နေရဖြစ်တဲ့ဆိုဖာလေးကိုပြန်ထောင်ပြီးခဏလောက်အနားယူထားလိုက်ကအဲလီရဲ့စွမ်းကန်စာကိုထုတ်လာပါတယ်အဲ့ဒီစာအုပ်တွေကနေရာလွတ်တွေထဲမှာစွမ်းစားကထွက်ခဲ့တဲ့ပုံတွေရှိမနေပဲသူတို့လည်းများနာပြောခဲ့ရတဲ့ပုံတွေပဲအပြည့်ကထားတော့မြင်လာတော့ကားကလွန်ဆွေးနေမိပါတယ်ကားကသူငငယ်ကအဲလီကိုပေးခဲ့တဲ့ဂတိကိုတီးနိုင်ခဲ့ပြီဖြစ်လို့ခေါ်ယူနေပါတယ်ကင်းထောက်ရဆဲကလည်းသူမိမလိုက်လူလိုပဲသဘောမနှောကောင်းပြီးစွန့်စားရတာကြိုက်တာမျိုးစွန့်စားခန်းအစ်စ်ကိုရက်ဆဲနဲ့ပဲသွားဖို့လုပ်ပေမဲ့ရက်ဆဲကတော့ကယ်ဗီကိုကယ်ဖို့ဘူစီပေါင်းတချို့ကိုစီးပြီးထွက်သွားပါတယ်အဲ့ဒီခါမှာအဖိုးကြီးကလည်းအိမ်ကိုတတ်နိုင်တဲ့များဝဲလျှော်ပြီးနောက်ကလိုက်ဖို့လုပ်ပါတယ်ဘူပေါင်းတွေကအားနေနေပြီလို့အိမ်ကြီးလေးပေါ်တယ်မို့အတွက်အထက်ကပစ္စည်းအလုံးထားခဲ့ရပါတယ်လူနဲ့ပဲကားကအိမ်ပြန်ကြီးမောင်းပြီးရက်ဆဲနောက်ကိုလိုက်လာခဲ့ပါတယ်ကားနဲ့အတူအိမ်ရောက်မှာပုံနေတဲ့ဓာတ်လည်းပါလာခဲ့ပြီးရက်ဆဲကတော့ချားမိုင်းလေးတင်မော်ကြီးစီချင်းကပ်လာနေပါတယ်တင်မော်တဲ့အောက်အမြင်ဝင်လာနိုင်ခဲ့ပေမဲ့ရောက်ချင်းမှနေဖန်ခံလိုက်ရပါတယ်ချားမန်ကတော့ရက်ဆဲကိုတင်မောပေါ်ကနေပြစ်ချဖို့အနောက်ဘက်တကလာထားခဲ့ပြီးကားကလည်းတင်မောကြီးစီချင်းကပ်လာနေပြီဖြစ်ပါတယ်ကားကပြုတ်ကြတော့ရက်ဆဲကိုယင်ပြေးခဲ့ပြီးကယ်ဗင်ကိုကယ်ဖို့တင်မောတဲ့ဆက်ဝင်လာပါတယ်ဒီဘောက်ကနေဝင်လာခဲ့ရင်ပဲအဆောင်အပြင်းနဲ့ကယ်ဗင်ကိုကယ်ဖို့စဉ်းစားချက်နေချိန်မှာပဲဘောလုံးကြိုက်တဲ့ခွေးရဲ့သဘာဝသတိထားမိသွားပါတယ်
အဲ့ဒါကြောင့်အဆောင်ကျနေတဲ့ခွေအုပ်စုကိုဘောလုံးတစ်လုံးနဲ့လှည့်စားနိုင်ခဲ့ပြီးကယ်ဗင်ကိုကယ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာရက်ဆဲကတော့အိမ်မြက်ကြီးနဲ့တိုင်ပတ်နေပြီးချားအိမ်ကိုပိတ်ချဖို့လေရင်နေလွတ်လိုက်ပါတယ်။ကယ်ဗင်ကိုလာခဲ့ပြီးတင်မောတွေကထွက်သွားဖို့လုပ်နေတဲ့ကားကိုချားမှန်နောက်ကနေဓာတ်နဲ့လိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဓာတ်ကပဲဝန်ကကယ်ပေးခဲ့ပြီးကားနဲ့ချားတို့ကတူးချင်းတိုက်ခိုက်ဖို့ဖြစ်လာပါတယ်။နှစ်ယောက်စလုံးကဦးစားနေပြီးမို့ရှင်ပိုင်ဖို့ခက်ခဲနေချိန်မှာပဲခွေးလိုက်လို့ပြေးနေရတဲ့တပ်ဟာတင်မောကြီးရဲ့ခေါင်းကနေရောက်လာပါတယ်။ဒဲအကူကြီးနဲ့ပဲကားကတင်မောခေါင်ကိုပြေးထွက်လာနိုင်ခဲ့ပြီးဓာတ်ကလည်းပြင်းလွှားရင်ဘာမှဆိုင်ညာမဆိုင်ခွေးကောင်းတော့ကိုအနိုင်ယူနိုင်လိုက်ပါတယ်။အဲ့ဒါကြောင့်ခွေးကောင်းမှဖြစ်လာတဲ့တန်တဲ့ကားတို့ကခေါင်ပေါ်မှာဆုံးကြပြီးရက်ဆဲကလည်းလေရင်နဲ့ခွေးတွေကိုအနိုင်ယူနိုင်ခဲ့တာမျိုးသူ့ဖို့ကယ်ဖို့ချင်းကပ်လာနေပါတယ်။အဲ့ဒီအချိန်မှာပဲချားမက်လည်းနောက်ကနေတန်းနဲ့ထွက်လာပြီးကားရဲ့အိမ်ပေါ်ကပူပေါင်းတွေကိုတန်းနဲ့ပြစ်လိုက်ပါတယ်။ကျန်တဲ့ပူပေါင်းတွေကအိမ်လုံးကိုဘလို့မှဆွဲမထားနိုင်တော့မျိုးလေတင်ဘောပေါ်မှာတရုတ်တိုက်ကြီးပြုတ်ကျနေပါတယ်။ကားကအိမ်ကိုလိုက်ဆွဲနေခဲ့ပြီးရက်ဆဲဒန်နဲ့ကယ်ဗင်တို့ကတနက်ကင်လာတဲ့ချားကိုကြောက်လို့အိမ်ထဲတကားပိတ်ပြီးဝင်ပုန်းနေပါတယ်။ချားမန်အိမ်တကားကိုဒေါရကြီးဖွင့်ပြီးဝင်လာချိန်မှာပဲကားရက်ဆဲနဲ့တက်ကိုကယ်ဗင်ကိုမမဲကင်လာဖို့လမ်းမှာလိုက်ပါတယ်။ချောကလက်ကိုထားမလိုက်တော့ချောကလက်ကြိုက်တဲ့ကယ်ဗင်အိမ်မတင်ဘောက်ကနေပြေးထွက်ပြီးလေတင်ဘောပေါ်ပြန်ရောက်လာပါတယ်။နောက်ကနေလိုက်ဖိုင်းနေတဲ့ချားမန်ကတော့အောက်ကိုဝုန်းကလေးပုတ်ကျသွားပြီးအနှိမ့်ဆက်သဘုံနဲ့ကိစ္စလျှော်သွားပါတယ်။လူနဲ့ပဲကားတော့အနိုင်ရရှိပြီးကယ်ဗင်ကိုလည်းအိမ်ပြန်ပို့ပေးပါတယ်။ကားကသူ့အိမ်မဖြစ်တဲ့လေတင်ဘောကြီးကိုလည်းပိုင်ဆိုင်နိုင်ခဲ့ပြီးရက်ဆဲကလည်းကြားပေးတဲ့ဘိုးဘကူကြီးဆောင်ရှောက်မှုစုကိုကားရဲ့ထောက်ခံမှုနဲ့ထားလိုက်တဲ့နိုင်ရရှိခဲ့ပါတယ်။ကားကသူ့တစ်သက်လုံးသိမ်းလာခဲ့တဲ့ LEC ကပလင်ဖုံးတစ်စိမ့်လေးကိုရက်ဆဲရဲ့ရေဘက်မှာထိုးပေးလိုက်ပြီးဂုဏ်ပြုပေးပါတယ်။အဆုံးမှာတော့အဖိုးကြီးကသူ့အိမ်မဖြစ်တဲ့လေတင်ဘောကြီးနဲ့ပဲစွန်စားလေးလာရွှေ့ပြောင်းနေထိုင်နေပြီးသူ့ရဲ့အိမ်ကြီးလေးကတော့နိဗ္ဗာန်ရေတကွန်တောင်ဆောင်သားမှာထာဝရတည်ရှိသွားတော့မှာဖြစ်ပါတယ်။